16ပါတော့Hey! ဘယ်ရလဲမတူပါဘူးဟိုပါပြီအဲ့ဒီ7ဟောအဲ့7နော်တူပါဗျာအိုက်ကိုလိုက်တော့ပြပါဗျာလိုက်တော့ပြပါစပိုးဆက်ရှိပါဗျာဟုတ်ကဲ့ပါဗျာတော့စပိုးဆက်ရှိပါဗျာအဲ့ကောင်ဟိုဘက်တော့ရှိပါရဲ့အဲ့ဒါရှိကြမှာနားလည်းဗျာဟုတ်ပါရဲ့ဗျာဒီပြောလိုက်ပါတော့ညီလေးပဲဟေးနော်တော့ခေးလေးထိုင်ငါကထိုင်ဟောဘယ်မှာကြည့်ပါဗျာနော်ဟုတ်တယ်ခင်ဗျာနော်အဲ့လိုပဲပြောရမှာလို့ကဲမင်းသားရတော့မင်းသားကြီးပါပဲကိုလင်းသားကြီးတော့မင်းသားကြီးပါပဲနော်မလို့ရတကယ်ပွဲကြီးပွဲကောင်းနေပါလားခင်ဗျာနော်တော့ပိုင်အောင်လားပန်းလေးတွေနဲ့ကောင်းတယ်ခင်ဗျာနော်ဟုတ်ပါရဲ့ဗျာနော်လာရှိရနတ်သမတ်ကဲနော်ကဲဘယ်လိုဆုံးသက်သွားမလဲကြည့်မယ်ခင်ဗျာနော်ဘောက်တော့ထိုးကြညာမရှိဘူး။မကနိုင်နိုင်တယ်။ဒီရနိုင်ဒီရမနိုင်။စနေကစနေကဲနော်ကဲဘယ်သူတွေနိုင်သွားမလဲကြည့်မယ်ဗျကဲဒီသားကောင်းတယ်ခင်ဗျာနော်
ပါသွားတဲ့ချင်းကိုလိုက်ပြီးတော့ဘယ်တွေညာတွေရှောက်ခွဲသွားတာနော်ကောင်းတယ်ခင်ဗျာညီလေးကြည်တာโอเคခင်ဗျာနော်ဒီလိုပါပဲသူတို့အားပေးချမ်းသွားတယ်နော်ကိုရီ22 over ဗျာကဲထိုးပြီကဲနော်အရင်ချစ်စရာကောင်းတဲ့ delay လေးပါကဲလမ်းရှင်တဲ့တဲလေးတွေနော်ပေးတာရန်နေတယ်လို့ခံစားရတယ်ဟေး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 ပေါင်လေးကြော်ရမှာ我抽筋的时候，往上扔一下嘛。စီးနေလို့မရကစီးလည်းခ ्यू စားရပါတယ်ခင်ဗျာနော်စီးလည်းခ ्यू စားရပါတယ်ဟုတ်တယ်ပွဲမှာကိုမင်းသားတို့ပြန်နိုင်သွားပါတယ်ခင်ဗျာနိုင်ပါပဲနော်ပြောတာပဲနိုင်တိုင်းပါပဲမာပွဲကကျုံးပေးမှုပြပွဲမြဲစူတော်ငွေကိုမင်းသားယို့2000ဘတ်စူ2000ငွေ2000ဘတ်ရရှိသွားပါပြီခင်ဗျာနော်တကယ်ကန်းတယ်ကျွန်တော်တို့ကဘယ်ဘက်ကရရဝေးလို့တိုင်ပါရပါဦးကျွန်တော်တို့ကဘယ်ဘက်ပဲရရကျွန်တော်တို့အားပေးရမယ်လူတွေပါပဲခင်ဗျာကဲမင်္ဂလာပါခင်ဗျာကဲတတိယပွဲကိုเนาะဆက်လက်ပြီးတော့ကျွန်တော်ရှင်းပြမှာဖြစ်ပါတယ်ကဲ3ပွဲမြောက်ဖြစ်ပါတယ်ခင်ဗျာเนาะဒီတစ်ပွဲတော့ဖြေတော့ပါပြီဒီတစ်ပွဲတော့ဖြေထွက်ပါပြီခင်ဗျာเนาะဘယ်သူနိုင်ဘယ်သူရှုံးမလဲဆိုတာကဲကိုမင်းသားတို့ပွဲစပါပြီခင်ဗျာเนาะတရားများအဆုံးဖြတ်ပွဲပါခင်ဗျာเนาะရှင်းမကိန်းလာကိုလေမဟုတ်ကြီးရေနော်15မှတ်ကိန်းပါပဲနော်ဒီပွဲက15မှတ်ကိန်းပါဗျာနော်ညီနော်ကြည့်ရှုသူညီကိုမောင်မများရေကဲเนาะ follow လေးလုပ်ထားပြီးတော့ follow လေးလုပ်ထားလို့လည်းရတယ်เนาะ share ပြီးတော့เนาะအသေးလေးတွေပေးလို့ရတယ်
ကန်ပြီဘိုလ်လူပွဲဒါဘိုလ်လူပွဲပဲညီကိုကြီးနော်ဘိုလ်လူပွဲကဒါပါပဲခင်ဗျာနော်ဘိုလ်လူပွဲကဒါပါပဲခင်ဗျာဘိုလ်လူပွဲကပြီးသေးဦးခင်ဗျာနော်ဒီကဘိုလ်လူပွဲကတော့ဒါပါဗျနော်ပထမတစ်ပွဲဂျီတာတို့နိုင်တယ်ဒုတိယတစ်ပွဲကိုမင်းသားတို့နိုင်တာပါတယ်ခင်ဗျဒီပွဲကဒီပွဲကတော့ဆုံးဖြတ်ပွဲပါပဲခင်ဗျဝေးဒါတော့15မှပဲကစားမှာပါနော်ဖိတ်ဆုံးပွဲဖြစ်တဲ့15မှပဲဖြစ်ပါပါတယ်တဲ့နော်ဒီပွဲမှာကိုခတ်မှန်းနိုင်ရှိလို့ဆိုရင်ခတ်မှန်းလို့ရပါတယ်ခင်ဗျာနော်ကောင်းလိုက်တာဗျာကောင်းလိုက်တာနော်တဲ့50ကျော်လို့ဘယ်သူပြောရင်ဘယ်သူယုံမလဲဘာကတူးတိပါဗျာနော်50တိနဲ့ဘာကတူးတိပါဗျာဟုတ်တယ်ဆက်လာပါဗျာတဲ့နော်အပေချမ်းတယ်ဗျာအပေချမ်းတယ်ဟုတ်တယ်ကိုမင်းသားကြီး4-2ပါဗျာတဲ့4-2ရှိသွားပါပြီခင်ဗျာနော်ကန်လာခင်ဗျာနော်ခါတော့ကန်လာရှယ်ကြီးခင်ဗျာနော်တတိမိုးပါဗျာနော်ဆရာတက်ပါဗျာဟုတ်တယ်ခင်ဗျာနော်ကောင်းလိုက်တာပါကိုမင်းသားကြီးခလို့ကျွန်တော်ကြည့်ပါခင်ဗျာနော်ကိုမင်းသားကြီးစားပေးတယ်ဒီလိုမျိုးဘာကျော်စင်ကြီးနဲ့ဆယ်ထားတာခင်ဗျာနော်အကိုရေးထိုင်ပေးကြပါဦးဒူရီရဲ့မေဂျာလေးဝင်သွားရတော့မလို့ဒိတ်နဲ့ဆယ်ပြသွားတယ်ကျွန်တော်တို့ကတော့ရတယ်ခင်ဗျာနော်ကဲ5 all ဖြစ်ပါတယ်အမှတ်သူနော်ဘာရင်းနေလာလဲဒါပါပဲကဲ5 all ဖြစ်ပါတယ်နော်ကဲပါတယ်နော်ကန်သွားတာဒီပေါ်မှာတည်ပြီးတော့ကန်သွားတာဟုတ်တယ်ဆယ်သိနေကောင်းတယ်ကိုဂျွန်ကြီးကလည်းကိုဂျွန်ကြီးပါပဲ
ကဲရှယ်ပြီးတော့ကျင်းတင်တယ်ကင်ထားတယ်ခင်ဗျာနော်ကင်ထားတယ်ကင်ထားတယ်ခင်ဗျာနော်ကင်ထားတယ်ကဲမင်းသားရတော့မင်းသားကြီးပါပဲအသက်တာကြီးရနော် ကဲနော်အကိုကြီးချစ်ကိုကြီးလောပါဦးနည်းနည်းလောက်ကူကြည့်ပါအောင်မျိုးအမတ်မကွာပဲနော်အမတ်မကွာပဲနော်ရှားပြောပြီဟောရှားပြောပြီရှားပြောပြီဟောကြီးကကြီးကတော့ကအတဲကောင်းပဲလို့လေနိုင်စမ်းပါဗျာဟုတ်တယ်ကိုကြီးကန်တာမှလေပိုက်ပေါ်မှာအဲ့ပြီးကန်တာသူများခရိုလို့မဟုတ်အဲ့ပြီးတော့အစိမ်ပြီးကန်တာဖမ်းရတော့ဖမ်းကြည်တာကုန်းတလုံးပေါက်သွားပြီခင်ဗျရှားပါတော့ကုန်းကြည်တာမထိုးတာတော်ကြာပြီပါခင်ဗျနော်ကြည်တာကုန်းကလည်းမထိုးတော့ကြာပြီဒီကောင်ပျောက်ဆုံးနေတော့ကျွန်တော်ငကားရက်ခုံဖြစ်သွားနိုင်ပါတယ်သွားတယ်ဗျာနော်ဒီမှာဒါရောဗျာရလာထောင်ကောင်းမဟောင်းလို့ပြောပါခင်ဗျာနော်မင်းသားကြီးကလည်းရိုက်ထားတာဖြောင်းအောင်သွားလာဟေးသွားလာကဲတော့စောရကတက်နေပါရခင်ဗျာကဲနော်
တော့စိတ်ကကြောက်ပါပါခင်ဗျာ တွေကတော့စိတ်ကကြနေပါပြီခင်ဗျာနော်ကျွန်တော်တို့ဒီ ငါးနိုင်တာကြိုင်ကိုကျွန်တော်ငါးနိုင်ပြေးတာ ကိုယ်ကတော့စိတ်တက်တကယ်ကြာသွားပါလို့ခင်ဗျာနော်ကြာအဲ့ကဲနော်ကျွန်တော်တို့နည်းနည်းလေးတော့ error တက်သွားပါလိမ့်မယ်ကဲဟိုဟာကြားတဲ့လုံးဒိုင်းကဝေးတယ်လို့ဆုံးဖြတ်ထားပြီးတော့ကျွန်တော်တို့ဒီမဖောင်းတဲ့လုံးဖောင်းတယ်လို့အဲ့လိုထင်လွဲမှားမှုလေးတွေနဲ့နော်ဟုတ်တယ်ကြားသွားတယ်လို့မပြေတော့ခံစားရတယ်ဟုတ်တယ်ပေါ့ဟိုမှာလုံးကြောက်ရလုံးလည်းမပေးဘူးလေ အေးလေအဲ့တော့ပြောတာဘာကြီးလေ ကြောက်ရခလေးတွေစိတ်ကကြတာဗော လို့ဘူးလေဒါလည်းငါပြောနေငါတော့နိုင်လဲ ကြားတဲ့လုံးနဲ့တော့ဝေးလို့ကြားတယ်ဒီကဒီကြည့်ပေါ်နေလို့ဒီကြည့်ပေါ် ညမရဘူးဘယ်ရအများကြီးပါတယ်ဒီအရေးတဲ့တဲ့ကဲမင်းသားကြီးတော့ပထမစုကိုစုခူးသွားပါတယ်နော်ဘာလို့လဲဆိုတော့ဖောင်းတော့ကပ်တော့လေသူတို့ပြေးထားတယ်နောက်ပြီးတော့နောက်တစ်ခုရှိတာဟိုမှာမင်းသားကြီးဖောင်းသွားတယ်စီးကြော်သွားတယ်ကြတော့သူတို့မအော်ထားဘူး အဲ့ဒီလုံးတော့အဲ့ဒီတော့မနဲ့နောက်ပြီးတော့ဟိုမှာကြောက်သွားတယ်ဘယ်လိုမပြေဘူးရှင်း ပြေး အမှန်ကြောက်သွားတယ်ဆိုတာ ဒါကမတွေ့ရများတယ်နောက်တော့ဒီနေ့ထိတ်ထိရကြည့်လို့ရတယ်ကြည့်တော့မရနိုင်ဘူးနော်နောက်ဟောနိုင်ပေါ်မှာတက်လာတယ်အဲ့မှာကြည့်ရတယ်ဘာလို့လဲဆို တဲလာဟုတ်ပေါ့ အဲ့တော့အဲ့တော့လေကြောသွားတယ်ဒါတော့ မဟုတ်ဘူးကျွန်တော်ကြည့်တာအကိုကြည့်တာအောင်လေအကိုကြည့်တာအဲ့ဒါကြက်တာဟေးပြီးသွားတော့ပြန်လာတော့ဟိုမင်းသားကြီးကပြောတယ်ဟာဖောင်းဆိုတာတိုင်က
ဘာအဲ့လိုမျိုးပြောရတာအဲ့ဒါမကောင်းဘူးလေ အဲ့ဒါကိုပြောတာ အေးအဲ့ဒါကိုပြောရတာ तू ကဒါအောင်မဆုံးပြမလဲ तू ဟောမှာပြောတတ်တာတော့တော့ဘလို့ပို့တာအဲ့လိုပဲအာဘတို့တို့ကိုကညီရမှာပဲကိုဟေး စိတ်မရဘူး ပပအဲ့လိုမျိုးပြောရတာအာတိုင်ကပြောလိုက်တယ်အဲ့လိုမျိုး तू ဟောမှာဖောက်ဆို तू ကပြောလိုက်တယ်အဲ့လိုမျိုးမဖောက်ရတာကဲကိုမင်းသားရောတော့အနိုင်ရရှိသွားပါတယ်เนาะပထမဆုကိုတော့အငင်းပွားကဲပထမဆုကိုတော့ကိုမင်းသားရောရရှိသွားပါတယ်ခင်ဗျာเนาะကိုရလူကြားတော့ဘယ်လိုဖြစ်နေဒါပေမဲ့လည်းအဲ့ဒါလေးတွေပါသွားပါတယ်ခင်ဗျာကဲစပွဲကမရှိတော့ဘူးလားအမှားလည်းအမကျိုးမှလည်းမှားကြတယ်နော်နောက်ဆုံးမှတ်တွေမှလည်းမှားကြတယ်ရောရှုပ်ဝတ်တုပ်ဖြစ်ပါတယ်ဒါရောရှုပ်ဝတ်တုပ်ဖြစ်ပါတယ်နေရာယူပြီးသမင်းစားမဲ့ဝတ်တုပ်ဖြစ်ပါတယ်ဩအရန်ဝတော့အဆူကိုပေးပါတော့ပန်းလေးနဲ့လိုက်ကဲဝတ်တုပ်ဒီဘက်လဲကဲနော်နိုင်ရရှိသွားတာတော့ကျွန်တော်တို့ဒီနေ့လည်းကိုဂျုံဖြစ်ပါတယ်ဟေးကဲနိုင်ရရှိသွားတဲ့သူတွေကတော့ပြုံးနေပျော်နေကြတာလေခင်ဗျာနော်ကဲကိုမင်းသားကြီးတို့တော့နိုင်ရရှိသွားပါပြီခင်ဗျာနော်တန်ချက်တွေရတဲ့လှတယ်ခင်ဗျာနော်ပြန်ပွဲဆိုတဲ့အတိုင်းပဲပြန်ဆိုင်ပွဲမှာကဲဒါပထမဆုဒုတိယဆုတတိယဆုဖြစ်ပါတယ်ကဲရင်လေးပါပဲတော့ဝိုက်စားကိုရနေပါဘူးလားဟမ်ကိုရနေပါဘူးလား ဒါပေမဲ့မင်းတို့ထက်တော့မစိုးဘူးကွာ တူပဲမင်းတို့ထက်တော့မစိုးဘူး တူပဲ မင်းတို့ထက်ကရုပ်မပြောက်ဘူး တူပဲ မင်းတို့ထက်ကရုပ်မပြောက်ဘူး ပြနှစ်ပွဲပဲအကိုတို့လည်းနှစ်ပွဲပြကျွန်တော်တို့လည်းနှစ်ပွဲ မင်းတို့ကရုပ်ပြက်လောက်ရတယ် အဲ့ဒီရစစ်မယ်လေဒီရစစ်မယ် ကျွန်တော်တို့လာကွာဟိုဘက်ကမင်းတို့ချားလို့ပြပြီးတယ် အမှန်မှန်တိုင်း ဒီရကတောင်းပါဗျာဓမ္မဒုတိယသံဃာ တို့နိုင်လည်းမနိုင်တော့ဘူးဒီကမှတ်တာ အားလည်းကုန်ပြီ မတိုင်းတဲ့တော်တော်များဘုန်းကြီးမှာကိုယ်ကိုယ်ကိုယ်နော် ကဲမင်္ဂလာပါခင်ဗျာနော်ကိုမင်းသားကြီးတို့နိုင်သူကိုမင်းသားကြီးတို့နိုင်သွားတယ်လို့ကိုမင်းသားကြီးတို့နိုင်သွားတယ် နင်းလာတော့
ကားသမားလား အလိုမတက်ကဲပေါင်ချိတ်ညီလေးကဘာစုယူပါလဲတဲ့ခွန်ကြောင်မယ်โอเคပါဘိုင်လဲစားနေโอเคပါပြီးပြီဟေးပြီးပြီဘိုင်ဆိုင်စားနစ်ကွာဘိုင်ဆိုင်စားနစ်ကွာနော်ဒီမှာတော့ဝဲတယ်မင်းပွဲပဲလားမင်းပွဲဖြစ်လားဘယ်လိုလုပ်လဲဘုံကြီးရောက်လာကြားရတယ်တစ်ဖက်ကုန်တို့တစ်ဖက်ကုန်မင်းလည်းတစ်ဖက်ကုန်မလားမင်းလည်းတစ်ဖက်ကုန်မလားဒီကြည့်ယူအောင်ကြည့်နေတာ ဘယ်ကောင်ဘိုင်မကိုလည်းကြောက်တယ်မကနိုင်တော့ဆုံးပဲဒီကောက်တော့ငါလည်းနဲ့ပြောတော့မှလေဝဲဆိုင်နေပြောတော့တရားငောင်းနေပဲတရားငောင်းနေပဲ ဟုတ်တိုင်းအောင်ဘယ်နှခါလဲပေါင်းချင်းတို့ကပြုတ်သွားပါတယ်ခင်ဗျာဟောလိုက်မချအောင်လိုက်မချသေးဘူးနော်ကဲကဲအဆူရသွားတဲ့သူများကိုဓာတ်ပုံရိုက်ပါမယ်ကုလကဲနဂါးကြီးခင်ဗျာနော်ကဲပါခင်ဗျာကားကြီးပါပဲကားရဆိုရင်ကောင်းပါနော်ဟောဒါပဲလေကလေးတွေခေါ်တော့ဒီရှင်တော့လားအကိုတော့ဘယ်ဘက်ဦးစားပေးပြရိုက်မှာညီလေးများနော်ကဲဒါစုပေးမယ်ကဲတော့ပထမကွန်မန်တာကြီးဒုတိယတော့ကိုကူကိုတတိယကတော့ပါလဲဘာလဲပေါ့ဒီကတော့နင်းတို့ရတာနော်ဒီကတော့နော်ပြောင်းရခုတကရယူပြီးတဲ့စတုဒ္ဒရတဲ့တင်းကိုလည်းရမ်းကြီးဘူးလေးလေးရှိပါတယ်ဗျာဒီ
တရားစီစဉ်နေတဲ့တရားဥဆောင်ရှိတဲ့ဒီတရားစီစဉ်နေတဲ့စီစဉ်ပါပဲ။ဒါဒီလိုဆိုရင်ครับ လက်ခံယူတယ် ဒါမင်းပါလေ နော်ဒါကျွန်တော်တို့ရဲ့နော်ပြန်ဝဲတော့ပြီးဆုံးသွားပါပြီခင်ဗျာနော်ပြန်ဝဲတော့ပြီးဆုံးသွားပါပြီ ကဲစပွန်ဆာကြီးပါခင်ဗျာမင်းသားရဲ့စပွန်ဆာကြီးဖြစ်ပါတယ်မင်းသားရဲ့စပွန်ဆာဖြစ်ပါတယ်စုပေါ်တော့ကိုတသားရရှိတော့မှာနော်တော့လေကွာကိုတသားကြီးပါဘူကြီးနာပဲတည်းကိုတော့ပြောနေတာ အားရအများကြီးပဲအမိုင်းအရင်ပါပါဆိုရင် မင်းမောက်တည်းရလားအားလုံးကျေးဇူးတင်နော်အားလုံးဒီပိုင်ရှင်တွေမှာ
ဝိုင်းနေတက်စီလာနေတက်ဆူကြီးဟဲ့မရမနေ့ကောင်မလေးခေါ်လာလို့ရတယ်ဒီစိတ်ဆူပါလေနော်ကျွန်တော်တို့မာယေမင်းအဲ့ဒီအဖက်ကပန်းနေတယ်ဖြစ်နေတယ်ဒါအစကေပြမိသားစုဖြစ်ပါတယ်နော်။ဆောက်တီကရမိသားစုဖြစ်ပါတယ်။ရပြီ